HMN Channel လေးကိုခန်းစားနာကျင်နေသူများအားလုံးမင်္ဂလာပါရှင်။ယခုတစ်ခေါက်ဖတ်ပြပေးချင်တာကတော့စာရေးဆရာမနိုင်နိုင်စနေရဲ့ဘာသာပြန်ဇလန်းတူလေးပဲဖြစ်ပါတယ်ရှင်။နောက်တော့ဆင်ကြည့်ပါအောင်ရှင်။ကျမဖေဖေကမိမချစ်တဲ့သူလို့အများသိကြပေမယ့်ကျမမင်္ဂလာဆောင်ပြီးတဲ့နောက်တစ်ရက်မှာပဲမိမိနဲ့ကွာရှင်းဖို့သူဆုံးဖြတ်လိုက်ပါတယ်။ကျမမင်္ဂလာရဲ့ဒုတိယနေ့မှာဖေဖေဟာမင်းမေကိုကိုနဲ့ကျမတို့ကိုခေါ်ပြီးငါကွာရှင်းချင်နေဟုတိတိငိမ့်ငိမ့်ပြောပါတယ်။ဖေဖေစကားကြားတာနဲ့ကျမတို့ရုတ်တရက်နှင်သက်သွားကြတယ်။မင်းမမျက်နှာပေါ်မှာရှက်ရိတ်ဝမ်းနဲ့ရည်တွေချက်စီးသွားတယ်။ဖေဖေကငါပင်ပန်းနေပြီ။အခုမင်းတို့လည်းအိမ်အောင်ကြောက်ကုန်ပြီဆိုတော့လက်ကျန်အချိန်လေးမှာငါအတွက်ငါရှင်းတန်ချင်တယ်ဟုပြောပါတယ်။မိမေကမာနာတခွဲသားနဲ့ကွာဆိုလဲကွာပေါ့အိမ်ကပစ္စည်းဥစ္စာတွေကကျမရှာထားရပဲတပြားတစ်ချက်မှရဖို့မစင်စားနေဟုဒေါသတချီနေအော်တယ်။ဖေဖေကဘာမှမပြောဘဲခေါင်းငိလို့သာနေတယ်။တပတ်ကြာမှကွာရှင်းစာချုပ်ယူပြီးဖေဖေရွာပြန်သွားတယ်။လွတ်လပ်မှုကလွဲပြီးသူဘာမှယူမသွားရှာဘူး။ချိန်လုံးကဖေဖေကိုမမေစပူပန်းခဲ့တာပါ။တက္ကသိုလ်တက်တုန်းကဖေဖေကစင်းရဲပေမဲ့ရုပ်ချောတယ်။အရေးချင်းရှိတယ်။မိမိသားစုကချမ်းသာတယ်။ဖေဖေကိုမိမိကနေအောင်ချီလို့အမြဲနှွေးထွေးမှုပေးတယ်။ကျောင်းပြလို့လူကြီးမိဘတွေကကန့်ကွက်တာကြောင့်နှစ်ယောက်သားနာနာကျင်ကျင်လမ်းခွဲလိုက်ကြတယ်။တထားနဲ့ထွက်သွားတဲ့ဖေဖေနောက်မိမိငိုပြီးအပြေးလိုက်တယ်။ဖေဖေကနောက်ဘူတာမှာဆင်းပြီးမိမိစီအပြေးပြန်လာတယ်။ဒီနောက်ပြန်အလှည့်ကဘဝတဘွားစာလောက်ဖြစ်သွားတယ်။လက်ထပ်ပြီးနောက်ဖွားကမိမိကိုအိမ်နဲ့ကားဝယ်ပွေးဖေဖေကဒီဇိုင်းသူဒေသနာဌာနကိုဝင်ခွင့်ရတယ်။ကိုကိုမွေးတော့ခလေးထိန်ကအဆင်ပြေခဲ့ဘူး။ဒီနေ့မှကိုအသေးအတန်ငိုတယ်။ခလေးထိန်ကသူ့ဘုံထဲပဲအလုံးများနေ။ဒါကိုဖေဖေတွေ့တော့ခလေးထိန်ကိုချက်ချင်းအလုပ်ထုတ်ပစ်ပြီးသူ့ပဲခလေးထိန်လုပ်တော့တယ်။ကျမကိုမွေးတော့ဖေဖေကအလုပ်ကိုများလာတယ်။အနည်းလေးရအိမ်စာကူလုပ်ရမိဘအစည်းအဝေးတက်ရနဲ့မိမအားညမအားဖြစ်တော့တယ်။မိမိကသူ့လုံးနဲ့သူမအားဘူး။ကျမတို့မှတ်ဉာဏ်ထဲမှာမိမိဟာပတ်စံပေးရသူလို့ကျမတို့သိထားတယ်။ကျမစနေအရွယ်မှာအဖိုးအပြင်းဖြာတယ်။မိမိကစက်ရုံအလုပ်တာဝန်ယူရလို့အဖိုးကိုပြုစုဆောင်ရှောက်တဲ့တာဝန်ဖေဖေတာဝန်ဖြစ်သွားတယ်။အဖွားကသူကအားနေတဲ့သူပဲလေဟုပြောတယ်။နှစ်ကြာဖိုးလေးချက်ပြီးတော့လုံးဝမလုံနိုင်တော့ထမင်းခွန်ကျင်ကြီးကျင်ငယ်စွန့်ရေဘက်တိုက်တာတွေဖေဖေပဲလုပ်ပြီးတယ်။နောက်ဆုံးဖေဖေရိုးစစ်ရောင်ယောဂရပြီးတူကရင်နောင်လက်တုံနေ။ဒါကူတိန်လုံးကအလေးနဲ့မထားကြဘူး။ဒီအလုပ်ကဖေဖေလုံးတဲ့လုပ်ထိုက်တယ်ပဲထင်ခဲ့ကြတယ်။ပုံကန်တဲ့အရွယ်မှာမိမိနဲ့ကျမတို့မကြာခဏငင်းခုန်စကားများကြတယ်။ဖေဖေကကျမတို့ကိုခေါ်ပြီးမိမိအလုပ်လိုက်ပြတယ်။တိုးရဲကစင်းရဲသားလေးတွေကိုလိုက်ပြတယ်။မိမိအလုပ်စူးစမ်းလုပ်နေတဲ့ဟာသမီးတို့ကိုလူတစ်လုံးဖြစ်အောင်လို့သူကသမီးတို့ကိုနီးမှန်လမ်းမှန်မလုပ်တတ်လို့ပါလို့ဖေဖေကပြောတယ်။မိသားစုမျှတမှုကိုဖေဖေအမြဲကာကွယ်ပေးခဲ့တယ်။မိမိပေါ်ဖေဖေအကျဉ်းနာပို့ခဲ့တယ်။မိမိအိမ်ပြန်ဘလောက်လောက်ကြပါစေမိဖို့ထဲမှာဟင်းရည်နွေ့နွေ့အမြဲရှိတယ်။မိမိရေချိုးရင်အဝတ်အစားတွေကိုသူကုပေးတယ်။မိမိဖျားရင်ခြေစုပ်လက်နဲ့သူပြုစုတယ်။ဒါဟာဖေဖေစိတ်တိုင်းကြလို့လူတိုင်းထင်နေကြတာကြောင့်ကွာရှင်းဖို့ဖေဖေပြောလာတဲ့အခါကျမတို့လက်မခံနိုင်တာဖြစ်ကြတယ်။ဖေဖေမရှိတဲ့နောက်မိမိနှစ်ရက်တွေဟာရှုပ်ရှက်ခတ်သွားတယ်။အဲ့ဒီနေ့စောင်းအဝင်မှာပဲအဖွာအဆုတ်ရောင်ယောဂနဲ့ဆေးရုံတန်းရတယ်။မိမိကနေ့ဘက်အလုပ်လုပ်ညဘက်အဖွာကိုစောင့်ရှောက်နေနေ့မအားညမအားဖြစ်တော့တယ်။ပင်မလုံးလို့မိမိဟာယောဂဟောင်းပြန်ထားတယ်။ဦးလေးနဲ့အတော်ကတယောက်ကိုတယောက်လွှဲချတယ်။အရင်တော့ကခဲဟိုကအပြုစုသိတ်ကောင်းတာ။အဲ့ဒီအချိန်ကြာမှအဖွာနောင်တရပြီးမိမိကိုဖေဖေနဲ့ပြန်ပေါင်းဖို့စီယုံကြီးလို့ကျမစီဖုန်းဆက်ပြောတယ်။မိမိကတော့နေဖေမရှိရင်အခက်တွေ့လိမ့်မယ်။နှစ်သိကူကန်နီးအဖွာအုံနောက်သွေးကြောပါပြီးဆုံးသွားတယ်။မိမိတော်တော်နာနာချင်းချင်းခံစားရပြီးကမ်ပဏီရဲ့စီမံကုန်စည်ရေးရာထူးကနေနှုတ်ထွက်လိုက်ပါတယ်။6လကြာတဲ့အခါမိမိစိတ်ကြယောဂခံစားနေရကြောင်းစစ်ဆေးတွေ့ရှိလိုက်ပါတယ်။နေထိုင်မှုစွမ်းရည်မိမိကျရှုံးလာတယ်။မိမိထမင်းချက်တာအိမ်မိလာကန်နေပဲ။သူနေမပြောတော့ဘူး။သားနဲ့ချွေးမကလည်းခလေးရှိတော့ကိုယ်ကွဲမရှိပြန်ဘူး။
ကျမကအဝေးမှာအိမ်အောင်ကြပြီးကိုဝင်ရှိနေတော့မမေဟာတကယ်ပဲတယောက်တည်းဖြစ်နေတော့တယ်။တနေ့တောင်မကြာဘူးမမေရုပ်ချသွားတယ်။ကျမအိမ်ပြန်ချိန်ညနေတန်းကောင်မှာဓာတ်ပုံဟောင်းတွေထုတ်ကြည့်ပြီးမမေငိုနေတာကိုကြားခဲ့ရတယ်။မမေနောက်နှားရနေပါပြီ။မိသားစုတစ်စုလုံးဖေဖေပေးဆက်မှုကိုခံယူပြီးဖေဖေကိုအမှန်တကယ်မလေးစားခဲ့ကြဘူး။ကွာရှင်းမီဒုတိယနှစ်စောင်းနေမှာမမေကြောင်တောင်တောင်နဲ့လမ်းဖြတ်ကူလို့ကားတက်ခံနေဖြစ်ခဲ့တယ်။အိမ်နီးနားချင်းတွေကသူ့ရက်အတော်ကြာအိမ်နဲ့အိမ်ပြင်မထွက်ဘူးလို့ပြောတယ်။ကိုကိုလေးကျမဖေဖေကိုမရရအောင်သွားရှာတော့တယ်။သတင်းကြရနဲ့ဖေဖေချက်ချင်းရောက်လာတယ်။မမေကဖေဖေကိုတွေ့ရနဲ့လမ်းမောင်းကိုဖတ်ပြီးငိုတယ်။ဖေဖေကလည်းမျက်ရည်အဝဲသားနဲ့ဘာမှမဖြစ်ဘူးကိုရှိနေပြီနော်လို့ဆိုတယ်။ဖေဖေကမမေကိုသူ့ရဲ့တငါရောင်လေးစီခေါ်သွားတယ်။နွေရာသီရောက်လို့သူ့စီကျမသွားလေတော့မမေရဲ့အသားရည်ဟာညုံမဲသွားပေမဲ့စွန့်ရင်အပြည့်ဖြစ်နေတယ်။နှလုံးအယောင်ကတောက်နေတယ်။ကျမတို့စားဖို့ထမင်းဟင်းကိုသူ့ကိုယ်တိုင်ကျွန်းကျင်စင်ချက်ပြုတ်တယ်။ချိန်လုံးကစင်မီးမလောင်လက်မွေးမလောင်နဲ့တရေသမီးနေနဲ့တခြားစီပါပဲ။အရင်တုန်းကမမေကိုဖေဖေကပုံးဝဲတယ်လို့မိလာခဲ့တာလေ။အခုတော့သူနဲ့အတူအိမ်မှုကိစ္စလို့တက်ကြွရွယ်တွေကိုပြုစုတယ်လို့ဖေဖေကပြောတယ်။ဒီမိသားစုဟာဖေဖေရဲ့ပံ့ပိုးမှုအောက်ကခွဲချွတ်လို့မရဘူးဆိုတာမမေနားလေသွားခဲ့တယ်။အရင်တုန်းကစိတ်တိုင်းကျမမေနေထိုင်လုတ်ကင်နိုင်ခြင်းဟာသူ့နောက်ွယ်မှာဖေဖေကအရာရာကိုပခုံးထမ်းထားလို့ဖြစ်တယ်။ဒီကိုရောက်မှသမီးဖေဖေပင်လယ်စာကြိုက်တယ်မမေသိတယ်။မမေကပင်လယ်စာနဲ့မတည့်လို့အိမ်အောင်ကြတဲ့တလျှောက်ထမင်းပွဲမှာပင်လယ်စာကိုမတွေ့ခဲ့ဘူး။မမေကမျက်ရည်အဝဲသားနဲ့ဖေဖေကိုကျမအလိုကိုလိုက်ခဲ့သူများကျေးဇူးတင်ပါတယ်နော်။နောက်ဘဝရှင်ကိုတလှည့်ကျမကျေးဇူးဆောင်ရှောက်ပြရစီဟုပြောတယ်။ဖေဖေပြန်ဝင်လဲအရေးလဲနေတယ်။သူလဲတစ်ချိန်ကရီမန်းချေတွေရှိခဲ့ပေမဲ့ဝေးရမြေကိုခွာပြီးမိသားစုတစုလုံးအတွက်ပေးဆက်ခဲ့တယ်။ပေးဆက်တာကြောက်စရာမကောင်းပါဘူး။ကြောက်စရာကောင်းတာကအဲ့ဒီပေးဆက်မှုကိုမမြင်တန်ဖိုးထားမခံရတာပါ။ဖေဖေဟာပေးဆက်နာခြင်းနဲ့နှလုံးသားနဲ့ထွက်ခါခဲ့ပြီးလက်ကြံဘဝကိုသူရွေးချယ်ခဲ့တဲ့လမ်းတိုင်းဖြတ်တန်းနေခဲ့တယ်။ဒါပေမဲ့မေလိုအပ်လာချိန်မှာတော့တုံ့ဆိုင်မနေပဲပြန်လှည့်လာခဲ့။ဖေဖေရဲ့ပေးဆက်အနစ်နာခံမှုကိုနောက်ဆုံးမှာကံကောင်းစွာနဲ့မေနားလေသွားတယ်။ပြန်လေပေးဆက်ဖို့တန်ဖိုးထားဖို့လည်းသင်ယူသွားနိုင်ခဲ့တယ်။နှလုံးသားနှစ်ခုနီးကပ်လာတဲ့အခါအချင်းချင်းနားလည်မှုခွင့်လွှတ်တီးခံမှုတို့ကလည်းရှိလာတယ်။ဒီလိုဆိုရင်လက်ကြံဘဝဟာမိုးလေကင်းပြီးချမ်းမြေ့တရားနေမှာဖြစ်ပါတယ်။ဖမိတဲ့စာတပုတ်ဘာသာပြန်မျှဝေပါတယ်။99စနေအခုလိုတုတရတရတဲ့ဇာပေများကိုတင်ဆက်ဖတ်ပြပေးသွားမှာမို့လို့ကျမတို့ရဲ့ HMN Channel လေးကို Like and Subscribe လေးလုပ်သွားပေးကြပါအောင်ရှင်။